ကျော်မှာပါမင်္ဂလာပါဖာရီမင်္ဂလာပါတမီးအားဆိုလို့ရှိရင်ချင်းတိုင်းသူလေးဖြစ်ပါတယ်တမီးအားလည်းအစွမ်းတို့ဖြစ်ပါတယ်ဒါပေမဲ့တမီးကိုချစ်တဲ့ကိုကတမီးကိုလုံးလုံးခေါ်တော့တမီးကဒီစက်မှာတမီးကခေါင်းဆောင်နေတမီးဆက်ဒီစက်ကိုနေလို့ချင်တယ်အခုမဆိုင်တော့မယ်ကွာဝင်လာတယ်ဒီမီးမိုးနေပါလေနေပါအရင်ဆက်တယ်ပြီးလို့ရှိရင်ကျမပေါ့စီမှာပဲအလုပ်လုပ်လို့လေထားတော့မဟုတ်ဆိုအရင်အဝင်လေးနဲ့ဒီတော့ပတ်ဆိုင်ရလေအခုတော့ကျမထင်မနေနေလေးရတယ်ပြီးတော့ကစမတမီးကစပိုခတ်မှာဝယ်ကြလေအခုလည်းပြီးတယ်ဒါလည်းပြီးတယ်Heavy လာလို့လားဟာလား
ကြည့်နေထုတ်နေကြည့်နေအဲ့မှာရှိနေပြောက်လေဆန်ရှည်လေးနဲ့နော်ကွာဖြည့်ပြီးတော့ရည်သေးတယ်ဒီခိုက်နေဟုတ်လား 你表的，人家姑姑当中不让说了，人家话的嘞，爱表。这个是有人拍那个样子，靠背照样子。不要光啊，没冤的，没冤的，那我不听了。我还是不定了，这个别怪定看上你那个。我没给没比呗。这高兴样上的，好了，最主要俺老婆你光没见你爸妈那边换的，看上面多没。얘는 이걸 내잖아. 되게 신경 펴다다가 막 들어오더니 신경 어디야? 너 저거 왜? 너 저거 나 저거. 무슨 내자네? 좋아, 나사님. 내자. 많이 제. 형아를 담고 싶어 할게. 이래 절대 내냐미. 너무 소리 너. 아, 너무 내려면 되게 춘데. 이모의 라비. 와. 개불렁네. 이거 말해 너무 앞에 시리를 표정에 도와치네. 디니냐 애니버서리 때 त치노 스테이크 스틱 구비비나. 아, 저 디바이너로 AC ပဲလက်ဆောင်ပြဖို့စစ်တယ် 다소 share 뭐. 아, 오케이.အကောင့်ကိုဆုံးဖြတ်ရှယ်ပြင်ဆင်ပေးမယ်လို့ယုံကြည်ပါတယ်။ဟိုက်ခဏလေးဟိုမှာဟိုအုပ်စုပါဖြစ်နေလည်းမသိဘူး။ခဏလေးကျမအတိတွေပါတယ်။ Hey အနာဟေးဒီနေ့ဖျားကြောင်သွားလို့ပြောထားတာမသွားဖြစ်ဘူးလား။ 有戏那边。ဒီနေ့ anniversary ပွဲရှိရလေ ဟုတ်ကဲ့ဆရာမတင်ငယ်ချင်းကိုတွားမလို့သူတို့ပြောနေသူတို့မတွားဘူးလို့ပြောနေတယ်ဆရာမပြောပြပါ အော်တကယ်ချင်းနေတာ 去晒嘛，母语嘛呗，你到。ဟုတ်တကယ်ချင်းနေနဲ့မိတ်ဆက်ပေးဦးလေ ဟုတ်ကဲ့ဒီဘက်ကအမကတော့သူကကချင်မျိုးသမီးဖြစ်ပါတယ် 你那个老妈没吧，不记吧？ အရင်ရှိတယ်ကမသူနာမည်မိုင်းမိုင်း ဘာလို့ တဆုံဟိုကမောင်လေးရောတွေ့ရတော့ပါမယ်ဟုတ်ကဲ့တွေ့ရတော့ပါမယ် 你也搞八年的。 ဒီဘက်ကကောင်မလေးရောနေဆက်ပေးပါဦး ဒီဘက်ကအမကတော့မနေနေလို့ခေါ်ပါတယ် တွေ့ရတော့တတ်ပါတယ်ဒီဘက်ကညီမလေးရောအော်အန်နာဒီက music committee ရဲ့ခေါင်းဆောင်ဖြစ်တယ်နော်အန်နာတဲ့မှတ်ထားလိုက်နော်ကို TV လို့ခေါ်တယ်နော်နောက်သိရင်လည်းနှုတ်ဆက်ကြကောင်မလေးမလို့ 你现在都变成我抢的呢。 ဒီနေ့ဖះကြောင်းသွားဖို့အတွက်အားလုံးကိုဖိတ်ခေါ်ခဲ့ဦးနော်ဖိတ်လိုက်အောင်ကျန်တဲ့တကယ်ချင်းတွေကိုလည်းဖះကြောင်းသွားဖို့ခေါ်လိုက်အောင် 你有表表没？ ပြောပါ 俺都不爱个偏的爸妈才不能，俺都个男的比，偏的你看到嘛么？俺都弟的，爸妈俺都拉对上的，俺都管的俺都媳妇们都。 မအောင်အနာစီ ဒါဆိုရင်ကိုကလက်စီကအငုံလေးတွေနဲ့အောင်းတာဟဲ့ အော် ပြောချင် အော်လေးလေးငယ်ငယ်အတောင်ညောင်းနဲ့မင်းဆက်ပြန်စေဆိုတဲ့သဘောမျိုးလေးတော့မလုပ်ကြပါနဲ့ ပြောချင်ပြောနေတာတီးတယ် ထောက်ရအဖះကနော်မင်းတို့အားလုံးကိုနောက်တတရားအဖြစ်ပြန်လာခွင့်ရအတွက်အလိုတော်ရှိတယ် မြို့ကြီးကိုအပိလာတဲ့နှပုံမနေတော့ဘူးတီးတယ် ဒါပဲဖះတခင်ကိုမင်းတို့အဲ့လိုပြည့်ရပြုလို့ရှိရင်မင်းတို့အဖြစ်ကောင်းချီးခံစားရမှာမဟုတ်ဘူး ပြည့်ရပြို့တာမဟုတ်ဘူးမတန်လို့မတွားတာဟေး
လေးမှာဒီတို့ကြောင့်ဒီဒီပါဘူးဒီဘောကလည်းမကြည့်နေပြီလား အဲ့ဒီຢာတွေကိုမင်းတို့အများဆုံးဆွန့်လွတ်ပြီးတော့ဖျားခင်နောက်တော့တရားနဲ့ပြန်လာခဲ့ကြပါဖျားခင်ကမင်းတို့ကိုအစဉ်အမြဲကြိုလိမ့်နေရဲဆိုတာကိုမှတ်ထားကြပါ ဒီပါ တော့ ဦးဖျားရှင်ယောက်ျားလေးလာမင်းတည်တာယောက်ျားလေးဆိုနေပြီနော် ဖျားခင်ကအထီးမှမရှိဘူးဖျားခင်ကဖန်ဆင်းရှင်အထီးလည်းဖြစ်လို့ရတယ်အမလည်းဖြစ်လို့ရတယ် အဲ့ငါတို့ရောဖျားရှင်မဲဖန်ဆင်းတာလား ဒါတော့ အကောင်မအဖို့စနာငါတို့ music တော့နည်းနည်းခိုက်ချင်တာ ဒီကဘူလီတော့လည်းတွေ့တယ်တော့သူဒီလိုနဲ့တယောက်ပဲတယ်နော် အေးအဲ့ဒါတွေကြည်ကြထာဝရဘုရားကိုချီးမွမ်းဖို့ရအတွက်ဖျားကြောင်းသွားနေတဲ့လူတွေဟုတ်တယ်ဟောဟိုမှာကြည့်တွေ့လားဟန်တမစက်သားလူငယ်တွေတွေ့လားနော်အများကြီးပဲအဲ့ဒါထာဝရဘုရားကိုချီးမွမ်းဖို့ရအတွက်သူတို့စက္ကန့်နေကြတာဟောဟိုမှာတက်စီငစီနဲ့ရုပ်တရက်ရက်တော့ကြည့်လိုက်ထွက်လာကြတာမဲနဲ့အင်ဂျီပြောတာအင်ဂျီအဲ့တော့ဝတ်ထားတဲ့လူတွေကယူစင်နာလူငယ်တွေလို့တွေ့လားFCF ကလူငယ်တွေလည်းပါတယ်နော်သူတို့အဖြစ်လည်းထာဝရဘုရားကိုငယ်ရတဲ့အချိန်မှစပြီးတော့ထာဝရဘုရားကိုစွန့်ဆက်သမာဆက်ကပ်နေကြတဲ့လူတွေဖြစ်တယ်။ဒါကြောင့်မင်းတို့လည်းဒီအရွယ်ရှိတော့မှအပြင်မှာသုံးဖြုံးပြီးကုန်မဲ့အစားနော်ဘီယာအဖြစ်ကောင်းမဲ့အစား သူကဘီအောင်တော့ စားပြီးအဖြစ်ခုနေမဲ့အစားအဲ့ဒီကုန်မဲ့အရာကိုထာဝရဘုရားကိုပေးလူပြီးတော့ထာဝရမရှိတဲ့သူတွေကိုပေးကမ်းမယ်ဆိုရင်ဒီလိုအများဆုံးဖျားခင်ကကောင်းချီးပေးမှာဖြစ်တယ်။ဒါကြောင့်နောင်တတရားနဲ့နော်အများဆုံးပြန်လာဖို့ရအတွက်ဖိတ်ခေါ်တယ်။ ကောင်းပါလေငုံလေးပဲရှိနေတော့ သူတစ်ချက်ရအောင်ကြည့်ပါ ညတိုင်းနိုင်ငံခြားငုံလေးပဲကြိုင်ရတို့ရွှေငုံလို့ဘယ်လိုဖတ်ချင်လဲ ဒီမှာညီမလေးတွေရောဘယ်လိုလဲဖျားကြောင်းလိုက်ဖို့အစီအစဉ်ရှိရလား ချစ်တော့ဘောရီ ဒီဘက်ကညီမလေးရော တမီးသွားရှင်တယ်ဆရာမ ဒါဘောစက်ကရမှာပေါ့ ရှင်က ကဲဒါဆိုရင်ဒီကညီမလေးနေရောပေါ့ လိုက်နေအလိုလေးတွေတိတ်ပြီး ကဲဒါဆိုရင်ကျမတို့အချိန်မနှောင်းခင်လေးအမြန်ဆုံးဖျားခင်ကိုချီးမွမ်းဖို့ရအတွက် ခဏလေးကိုဟောင်းဟောင်းမပြောပြပါနော်တို့တည်တယ်လို့ကိုယူရတည်တယ်လို့ကို ဟုတ်ပြီ